စာချစ်သူများအားလုံးပဲမင်္ဂလာပါရှင်ချင်းဖြူရဲ့ reading blog လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်လူငယ်လူလက်တွေကြားထဲမှာနာမည်ကြီးနေတဲ့ဆောင်းလေးတစ်အုပ်ကတော့ရှိနေပါတယ်အဲ့ဒါကတော့စာရေးဆရာကြီးမင်းလူရေးသားထားတဲ့ဂန်းကော်နီစာအုပ်လေးပဲဖြစ်ပါတယ်ရှင်ဒီဂန်းကော်နီစာအုပ်လေးကိုအခြေခံပြီးတော့ရိုက်ကူးပုံဖော်ထားတဲ့စကားကြီးကလည်းရုံတင်ပြသနေပြီဖြစ်ပါတယ်။ဒါကြောင့်ချင်းဖြူကတော့ဒီတအုပ်လုံးကိုဖတ်ပြီးသားတဲ့အတွက်အချင်းချုပ်လေးကိုစာချစ်သူများတီအားပြန်လည်ပြီးတော့မျှဝေချင်ပါတယ်။အားလုံးစိတ်ပါဝင်စားမယ်လို့လည်းယုံကြည်ပါတယ်။ဒီကန်းကော်နီဇလန်လေးရဆိုလို့ရှိရင်သုံးပွင့်ဆိုင်ဇလန်လေးဖြစ်ပြီးဇက်ကောင်ရဲ့နာမည်တွေကတော့ဆိုချစ်ခေမေတင်နဲ့မေရီအောင်တို့ပဲဖြစ်ပါတယ်။ကျောင်းသားဘဝတွေကနေအသက်အရွယ်ကြီးရင်းနဲ့လူလက်အပိုင်းအခြားအထိဖန်တီးပုံဖော်ထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ရေးသားသူကတော့အားလုံးသိကြတဲ့နာမည်ကြီးစာရေးဆရာကြီးမင်းလူပဲဖြစ်ပါတယ်ရှင်။ဇလန်ဇက်အိမ်လေးကတော့ခင်မေတင်ဟာဆိုချစ်ကိုသဘောကျပေမဲ့မိန်းကလေးပီဖွင့်မပြောရဲဆိုချစ်ကလည်းမေရီယာကိုသဘောကျလို့ဖွင့်ပြောမယ်လောက်ခါမှာတငယ်ချင်းတွေရဲ့တလဲလေးတွေကြောင့်မေရီအောင်စီချစ်ခွင့်ပန်တာရောက်မသွားပဲခင်မေတင်စီကိုသာနောက်ဆုံးရောက်ရှိသွားပါတယ်။ဆိုချစ်ဟာခင်မေတင်ကိုတငယ်ချင်းလိုပဲခင်ပေမဲ့ချစ်သူရေးစားအဖြစ်တော့မချစ်ခဲ့ပါဘူး။ဒါပေမဲ့လည်းအခြေအနေတွေဖန်တီးမှုတွေအရာပဲသူ့ရဲ့ရေးစားအဖြစ်ဆက်လက်ရှိနေခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ဆိုချစ်ဟာမေရီအောင်ကိုသာငယ်ငယ်လေးကလေးကသဘောကျနေတယ်ဆိုတာခင်မီတင်သိသွားချိန်မှာတော့သူတို့ကြားထဲမှာဝေးကွာမှုကစတင်လာခဲ့ပါတယ်။ပြီးတဲ့နောက်အရင်ကနေခဲ့မှုတဲ့ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖျက်ရလောက်တဲ့အထိသူမရင်ထဲမှာရှက်စိတ်နာကြည်စိတ်မုန်းတီးစိတ်တွေဖြစ်ထုံးပြီးနှစ်ကာလအတန်ကြာတဲ့အထိဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ဘဲနေခဲ့တယ်။ငယ်တငယ်ချင်းတွေနဲ့တွေ့ဆုံမှုရာကံကြမ္မာဖန်လာပြန်တော့လဲနာကြီးစိတ်တွေကြောင့်သူတို့ရဲ့ဆက်ဆံရေးဟာအဆင်မပြေခဲ့ပါဘူး။တယောက်တော့သူကိုနာကြီးသွားတယ်ဆိုရင်တော့ပိုမှန်ပါလိမ့်မယ်။မိန်းကလေးရဲ့အရှက်ကြောင့်မို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်းအချစ်စစ်တို့မြည်သည်ကုတ်ခမ်းနိုင်ရုံမရှိစွာပဲတစ်ချိန်ကသူမသိချစ်ခဲ့သောဆိုချင်တဲ့ဘလိုမျိုးလေးပြန်အဆင်ပြေသွားမလဲဆိုတာတော့ဂန်းကော်နီဆောင်လေးထဲမှာရေးသားထားပါတယ်ရှင်။ဒီစာအုပ်လေးကဆိုလို့ရှိရင်အရန်ကောင်းတဲ့ဇာတ်လမ်းလေးဖြစ်ပြီးတော့ဇာတ်သိမ်းကတော့ happy ending လေးဖြစ်ပါတယ်။ဒါကြောင့်မလို့အရန်ကြိုက်နေတဲ့လို့ဝယ်ဖက်ချင်တယ်ဆိုလို့ရှိရင်တော့စာအုပ်လေးရဲ့တန်ဖိုးကတော့အရန်ကြီးတော့မများပါဘူး။